တော်အယောင်တောက်သွားပြီချစ်တော်တော့တော်တော်သဘောကျမှာပဲဟုတ်တယ်စေးနဲ့ပြန်တုပ်လိုက်တာနဲ့တော်တော်လှသွားပြီညာဘက်ထောင်ပဲကြံတော့တယ်ဟောစေးပုံဘယ်ရောက်သွားပါလဲခုနကဒီမှာရှိပါသေးတယ်ချစ်တော်အဲ့ဒါဘာလုပ်တာလဲလေကားကိုစေးတုပ်ပေးနေတာပါအမေလေကားကိုဘသူကစေးတုပ်ခိုင်းလို့လဲနင်အခန်းထဲကိုထည့်ပိတ်ထားရမယ်မလုပ်ပါနဲ့အမေရဲ့အဲ့ဒီထဲမှာမပိတ်ထားပါနဲ့အခုငါ့ကိုတောင်းပန်စမ်းဒါဘာအပြစ်မှမလုပ်ဘူးလေအမေတို့ကိုကူညီပြီးလေကားကိုစေးတုပ်ပေးနေတာလေနင်တော်ဆိုးတာပဲအမေမကောင်းဘူးကျွန်တော်ရိုက်တယ်အမေကိုမုန်းတယ်ချစ်တော်ဘာလို့နေရာမှာပုံနေရှောက်ဆွဲနေရလဲငါမနေ့ကမှစေးတုပ်ထားတာလေအဲ့လိုမလုပ်ပါဘူးလေအဖေတို့ကိုတောင်းပန်စမ်းဘာနေရာကိုပိုလာသွားအောင်ပကြီးဆွဲပေးခြင်းလို့ပါနင်တော်ပြောရခတ်တာပဲအဖေနဲ့မေဘာလို့ပြန်မတောင်းပန်ရတာလဲချစ်တော်နေရာကိုအလှဆင်ပေးတာလေချစ်တော်ကိုဘာလို့ရိုက်တာလဲအမေတို့မုန်းတယ်ကောင်းပါတယ်ရှင်သားဦးကျမတော့မဆုံးမနဲ့တော့ပါဘူးတာလေတောင်းပန်ပါတယ်အလောက်ရှုံနေလို့နည်းနည်းနောက်ကျသွားတယ်ရပါတယ်ဟာမတွေ့တာကြပြီနော်လီတာအနီစုကလေးကိုနှုတ်ဆက်လိုက်အောင်မင်္ဂလာပါအနီစုကလေးဟဲချစ်စရာကောင်းလိုက်တာမင်္ဂလာပါကလေးရဲ့အခုကနွေရာသီချောင်းပေးရဲ့လေဒီနေ့သူ့ကိုကြည့်ပေးမဲ့သူမရှိလို့ခေါ်လာခဲ့တာတကယ်ချင်းလီတာကိုကြည့်ပါအောင်သမီးဒင်းချင်းတွေကိုငါးကန်နဲ့ဘာလို့လောင်းထည့်ရတာလဲငါလေးကိုအစာကြေးချင်လို့ပါသူတို့လည်းဗိုက်ဆန်နေရောပေါ့ငါဒင်းချင်းမစားဘူးလေဒင်းချင်းထည့်လိုက်ရင်ငါးကန်ညစ်ပတ်ပြီးငါလေးတည်သွားလိမ့်မယ်ဟုတ်လားသမီးတောင်းပန်ပါတယ်ဟဲနင့်သမီးလေးကအရန်လိမ့်မာတာပဲနည်းနည်းပြောရလဲနားထောင်နေအောင်မလီငါသားချစ်တော်နဲ့တော့ကွာပါငါဆိုရင်သူပဲတော့မှမှတ်မရှိဘူးခလေးတွေကိုညင်သားရှင်းပြဖို့လိုတယ်ဒီအရွယ်မှာအမှန်နဲ့အမှားကိုသူတို့မခွဲတတ်သေးဘူးသူတို့ကိုကောင်းကောင်းမရှင်းပြပဲអော်လိုက်ရင်ငါတို့မျှော်လင့်ထားသလိုရလဒ်မျိုးဖြစ်မလာဘူးဟုတ်လားခလေးတွေနှစ်သုံးနှစ်အရွယ်မှာစူးစမ်းကျင်ကြတယ်သူတို့လှုပ်ချင်ရလှုပ်ကြတယ်အရန်ထင်ရခတ်တယ်ပြောစကားလည်းတော့မထောင်ကြဘူးငါတို့ကသူတို့ရဲ့တွေးခေါ်ပုံကိုသဘောပေါက်ပြီးနားဝင်အောင်ဆုံးမဖို့လိုတယ်ဒီအရွယ်မှာသူတို့လေးတွေလမ်းကြောင်းမှအောင်တဲ့မဲ့ဆုံးမပေးဖို့သိအရေးကြီးတယ်ချစ်တော်ငါဆုံးမတဲ့ပုံစံမှားသွားပြီထင်တယ်ချစ်တော်အမေတို့သားကိုဒီနေ့တိရစ္ဆာန်ရုံလိုက်ပို့မယ်ဟေးအမေတို့ကသားကိုတိရစ္ဆာန်ရုံလိုက်ပို့မယ်တဲ့ပျော်လိုက်တာအမလီငါနှကန်းလီတောင်းတက်လေးဝယ်ထားတာ2ရက်ပဲရှိသေးတယ်ဘလို့တောင်းလို့ရတော့မှလဲသူတို့ကိုနားဝင်အောင်ရှင်းမပြပဲအွန်လိုင်းရင်မျှော်လင့်ထားသလိုရလက်မျိုးဖြစ်လာမှာမဟုတ်ဘူးချစ်တော်အမေစီကိုခဏလာပါအောင်အမေနှကန်းဒီစိုးစေးတောင်ကိုတားဆော့ထားတာလားဟုတ်တယ်အမေနှကန်းစိုးစေးတောင်အခုလိုဖြစ်သွားပြီတောင်းလို့မရတော့ဘူးမမေရုပ်ဆိုးတော့မှာပဲမမေရုပ်ဆိုးမှဖြစ်စေချင်တာလားမဟုတ်ပါဘူးမမေကိုရုပ်မဆိုးစေချင်ပါဘူးဘာလို့မမေကရုပ်ဆိုးမှလဲဒီမှာကြည့်လေတွေ့လားနှကန်းစိုးစေးတောင်ကကျိုးနေတော့မမေရုပ်ဆိုးသွားတာပေါ့ဝမ်းနဲ့လိုက်တာတောင်းပန်ပါတယ်အမေယောက်ျားကျမနှကန်းဆိုးစေးတောင်ကိုရှင်းပြန်ပြင်ပေးထားတာလားငါမလုပ်ပါဘူးဒါပြင်ပေးထားတာပါအမေဒါဘယ်လိုလိုက်တာလဲဒါရဲ့အယုတ်ဓားလေးနဲ့ကျိုးနေတဲ့အပိုင်းကိုလှီးထုတ်လိုက်ပြီးပင်နေတာတွေကိုတစ်ရှူးနဲ့တုပ်လိုက်တယ်ဒါဆိုမမေပြန်လာသွားပြီမဟုတ်လားမမေပြန်လာသွားပြီပေါ့ငါသားလျာတော်လိုက်တာအမကိုပြန်ပြင်ပေးတတ်တယ်ဒါဆိုငါတို့သူ့ကိုစုံးမတဲ့ပုံစံမှားနေတာပေါ့ဟုတ်တယ်ယောက်ျားကြီးကျမအခုတော့နားလည်သွားပြီဘယ်ကလေးမှမွေးကလေးကမစိုးကြပါဘူးတင့်တော်တဲ့စုံးမသွန်သင်နည်းကိုရွေးချယ်ဖို့ကသာမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်